မင်းတို့ငါပြောပါတယ်မိုင်နိုတော့ကင်တရားပေါက်နိုင်ပြီလို့အဲ့ဒါကြောင့်မင်းတို့ကောင်တွေမိုင်နိုတော့နဲ့ red တင်ပြီးမှပြောနေတာဗျာဟုတ်တယ်မလားငါဆောင်းကောင်းနဲ့လုံးလိုက်ဝန်ခံလိုက် အေးငါရှုံးပြီရှင်လားတိုက်မင်းလှုပ်လိုက်တာဟောနိုင် ကို ဟော တော့တော့မိုက်တယ်တော့မိုက်တယ်ညီရောက်မင်းငယ်ကပွင့်သွားအော်မိုက်တယ်ဗျာ ဟုတ်တယ်ဒီလိုပါတီဆော့လို့ကတော့မင်းကလည်း red နဲ့ easy နိုင်တယ်စတာတက်ရလား1000လား easy တက်လို့ရတယ်ကွာဟုတ်တယ်မလား ဒီတိုင်းတော့ကတာတက်အောင်မရအောင်အေးစေးပဲ အေးပါအသေးကြတော့မင်းကလည်း ဒီရောက်ရောလည်းရောက်တော့မယ်ဒီကိုမိုက်တော့လည်း တားရခဏနေငါကောင်မလေးတက်လာပြီငါကောင်မလေးတက်လာလို့ကတိလာအဲ့ပုဇာတိုက်မင်းပေါ်လာတဲ့ကိုခဏထွက်ခိုင်းလိုက်ပါလားငါကောင်မလေးကရုံးမဲ့ထွက်လာလို့ပါ ရပါတယ်တိုက်လို့ရငါလည်းဖုန်းကတိတ်မရှိတော့တာမို့လို့မင်းတို့ပဲဆက်ဆော်လိုက်ကြတော့နော်ထွက်ပြီးတိုက်လို့တက်တာ